ချစ်တက်မတော်သားများတို့အထူးပန်ကြားခြင်းမျိုးချစ်တက်မတော်သားအပေါင်းတို့ရဲ့မျိုးချစ်တက်မတော်သားတို့ရဲ့ချစ်စေခြင်းနဲ့ဆန္ဒသဘောထားတွေနဲ့ထမ်းဆောင်လှုပ်ရှားနေရတဲ့တာဝန်ဝတ္တရားတွေကွဲလွဲနေလို့စိတ်ပင်ပန်းနေလို့အလုတာဝန်ကတစ်မျိုးကိုမိသားစုအရေးကတခုစိတ်ပြည့်နေပြီလားခေါရိုးကျိုးနေတဲ့တက်မတော်သားအမိတက်မတော်သားအဖလို့ပြောပြီးတိုင်းပြည်ရန်ကာကွယ်ပေးဖို့စကလုံးလှလှလေးတွေသုံးပြီးကိုယ်နိုင်ငံသားအချင်းချင်းပြည်တွင်းစစ်တွေကိုမတိုက်ချင်မှာပဲတိုက်နေရတယ်ဆိုတာပြည်သူတွေကြားသိနေရပါတယ်ကျမတို့အမျိုးသားကောင်းဆောင်တက်မတော်ရဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့အမိန့်အမှားစကားကပြည်သူဒီသာအမိပြည်သူဒီသာအဖဆိုတဲ့ဆောင်ပုဒ်ကိုလေးစားလိုက်နာလို့တဲ့မျိုးချစ်တက်မတော်သားကောင်းကြီးအများကြီးရှိနေတယ်ဆိုတာလည်းယုံကြည်ပါတယ်ဒါကြောင့်မြန်မာနိုင်ငံအစိုးရတည်ရဲ့အခင်းအကျင်းဖြစ်တဲ့မျိုးသားပြန်လည်တည်မြဲရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာအခြေခံအချက်ဖြစ်တဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးချွင်းချက်မရှိအမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ကိစ္စရပ်ကိုပြည်သူတရက်လုံးနဲ့အတူမျိုးချစ်တက်မတော်သားတို့ပါဝင်ထောက်ခံတောင်းဆိုပေးပါရန်ပန်ကြားပါတယ်ရှင်မြမအရေးကိုစိတ်ပါဝင်စားနေကြတဲ့အာဆီယံနိုင်ငံများနဲ့ကမ္ဘာနိုင်ငံများကလည်းအချိန်ချင်းတိုက်တွန်းပြောဆိုနေတာတွေကြားသိပြီးဖြစ်ပါလိမ့်မယ်။ဒါတွေမကပါဘူးရှင်။ပါလီမန်ထဲမှာတက်မတော်က25%ပါဝင်နေတဲ့တက်မတော်ကိုယ်စားလှယ်တွေကပါနိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက်သဘောတူလက်ခံထားပြီးဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာမျိုးချစ်တက်မတော်သားကောင်းများကပါနိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွတ်မြောက်နိုင်ဖို့အတွက်ထောက်ခံသဘောထားလက်မှတ်အသီးသီးကောက်ယူပြီးမိမိတို့သက်ဆိုင်ရာပါလီမန်ကိုယ်စားလှယ်များထံတင်ဖို့တောင်းဆိုခြင်းပြုကြရန်လိုအပ်ပါတယ်။ဒီလိုပေးဖို့ထောက်ခံထားတဲ့လက်မှတ်အရေးအတွက်နဲ့ပေးအပ်လက်ခံတဲ့ကိုယ်စားလှယ်အမည်ကိုမီဒီယာကနေတဆင့်အသိပေးဖော်ပြခြင်းအပြင်ပြည်သူတရက်လုံးနဲ့တက်မတော်သားများပါဝင်ထောက်ခံမှုကိုအစိုးရသစ်နဲ့ကဘာကတည်သွားမှာဖြစ်ပါတယ်။ဒီအပြင်အစိုးရသစ်သမ္မတကြီးဦးသိန်းစိန်ကလည်းပြည်သူတွေရဲ့အသံကိုနားထောင်ပြီးနိုင်ငံကောင်းကျိုးလုပ်ငန်းတွေကိုနောက်ပြန်မလှည့်ပဲစိတ်လှုပ်ဆောင်သွားမယ်လို့ဆိုထားပြန်တာမို့ဒီရေးကိုပြည်သူအလုံးလိုလားတဲ့ဆန္ဒသဘောထားအဖြစ်ခင်ဟပ်စေပြီးအလေးထားဆောင်ရွက်စေဖို့တွန်းအားကိုဖြစ်စေနိုင်ပါလိမ့်မယ်မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှာရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေဟာကိုကျိုးမငယ်ပဲတိုင်းပြည်နဲ့ပြည်သူတို့ရဲ့ဘဝတွေတိုးတက်ကောင်းမွန်စေဖို့အတွက်ဆိုတဲ့ယုံကြည်ချက်ကိုဆွဲကင်ပြီးရဲဝင်ပြတ်သားစွာအမှားအမှန်ကိုထောက်ပြဥဆောင်ခဲ့တဲ့သူတွေဖြစ်ခဲ့လို့နိုင်ငံရေးအကျဉ်းသားတွေရဲ့အရေးဟာမျိုးချစ်တက်မတော်သားများအပါအဝင်ပြည်သူတရက်လုံးရဲ့အရေးပဲဖြစ်ပါတယ်ဒီပုဂ္ဂိုလ်တို့အနေနဲ့လည်းမျိုးသားပြန်လည်တည်မြဲရေးလုပ်ငန်းစဉ်များနဲ့ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်တွေမှာပါဝင်ဆောင်ရွက်ရန်တင့်တော်သူတွေဖြစ်လို့အမြန်ဆုံးလွတ်မြောက်လာပါကနိုင်ငံနဲ့ပြည်သူတရက်လုံးရဲ့အကျိုးရလဒ်ကောင်းတွေကိုရရှိနိုင်ပါတယ်။တနည်းအားဖြင့်အမျိုးသားရေးတရက်အတွင်းကိုဆောင်နေပါတယ်။ဒီလိုကိစ္စရပ်ကိုမျိုးချစ်တက်မတော်သားတွေကသာဆောင်ရွက်လိုက်မယ်ဆိုလို့ရှိရင်တက်မတော်ရဲ့ဂုဏ်သိက္ခာကိုလည်းပြန်လည်မြင့်တင်ရာရောက်စေတဲ့လုပ်ရပ်ဖြစ်ပါတယ်။ဆိုရသည့်အနေနဲ့အမှန်တကယ်အမျိုးသားပြန်လည်တည်မြဲရေးနဲ့ရေရှည်တည်တံ့ခိုင်မာတဲ့ငြိမ်းချမ်းရေးကိုလိုလားတယ်ဆိုလို့ရှိရင်တန်တရားကင်းပြီးစိုးရိမ်စိတ်မကြီးတဲ့အတွေးအမြင်မျိုးနဲ့စိတ်ရင်းစေတနာမှန်ကိုအဓိကထားပြီးဆွေးနွေးအပြေရှားခြင်းဖြင့်သာအောင်မြင်မှုကိုရရှိနိုင်လိမ့်မယ်ဖြစ်ပါတယ်။အမှန်အခေါ်အဝေါ်တွေကိုအမှားလို့ပြောဆိုညှင်းခုန်ပြီးနိုင်ငံရေးအကျဉ်းသားတွေကိုပြန်ပေးဆွဲထားသလိုအနေအထားမျိုးနဲ့စိုးရိမ်စိတ်ကြီးပြီးအချိန်တွေဆွဲရှောင်လွဲနေလို့နောက်ကျောင်းပြန်မလှည့်ပါဘူးဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကစကားဖြစ်တာကြံခဲ့လုပ်ရက်တွေကဟိုးအရင်ကအတိုင်းမပြောင်းလဲနိုင်သေးတဲ့အဖြစ်ရောက်နေမျိုးချစ်တက်မတော်သားများအပါအဝင်ပြည်သူတရက်လုံးနဲ့မြမအရေးကိုစိတ်ဝင်စားနေတဲ့နိုင်ငံတွေအာဆီယံနိုင်ငံတွေကပါဆိုရတဲ့ကိုယုံကြည်မှုပြင်းမဲ့လာပါလိမ့်မယ်လူရမဝင်တဲ့အဆင့်ကိုဖယ်ရှားအတိမတ်ပြုမခံရလေရအောင်ပြန်ပြီးပြင်ဆင်ဖို့လိုပါတယ်နိုင်ငံရေးကိုကင်တွယ်ပုံကလက်နဲ့ကိုင်းပြီး
စစ်ပွဲတွေမှာအမိတ်အာဏာနဲ့ဥဆောင်မှုမျိုးတွေမကျင့်သုံးနိုင်သလိုတရားမျှတမှုနဲ့တရားဥပဒေစိုးမိုးရေးကိုဥပက္ခပြုဆောင်ရွက်လို့လည်းမရဘူးနိုင်ငံအုပ်ချုပ်ရေးကိုစစ်ပွဲတွေထဲမှာလိုပဲယူဟာနီးပညာအတွေ့အခေါ်တွေကတစ်ဖက်ရန်သူတွေရဲ့ယူဟာနီးပညာအတွေ့အခေါ်တွေတဲ့သားနေအောင်လက်ဦးမှုရယူပြီးရက်စက်မှုတွေနဲ့သာအောင်ပွဲတွေခံနိုင်တဲ့စိတ်ဓာတ်မျိုးနဲ့နိုင်ငံကိုအုပ်ချုပ်ရင်တော့အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံပဲဖြစ်နေတယ်။ကိုယ်နဲ့သဘောထားအမြင်မတူသူတွေကိုရန်သူလိုသဘောထားတဲ့စိတ်ဓာတ်အမိတ်အာဏာနဲ့ညီငွတ်နေအောင်ဖိနှိပ်ထားမယ်ဆိုတဲ့အတွေးအခေါ်တွေရဲ့ရက်လက်အဖြေကဒီနေ့ဒီလိုထွက်နေပါတယ်။ဒီနေ့ကမ္ဘာအခင်းအကျင်းကအာရကဘာမှာအာဏာရှင်တွေကိုမြို့ချစ်တပ်မတော်သားများအပါအဝင်ပြည်သူလူထုရဲ့လှုပ်ရှားဆောင်ရွက်မှုအားနဲ့ဖယ်ရှားပြီးအာဏာရှင်တို့ရဲ့ဘဝနီကုန်းတွေကိုသာရကအဖြစ်တွေ့မြင်နိုင်တန်ကောင်းခေါက်မှစွာနဲ့ကျမတို့ရဲ့အတိုက်အခံကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ခိုင်မာတဲ့ယုံကြည်ချက်ဖြစ်တဲ့နှစ်ဖက်စလုံးအနိုင်ရှုံးမရှိတဲ့မြန်မာနိုင်ငံရေးအပြောင်းလဲကိုမျိုးသားပြန်လည်တည်မြဲရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးကိုအခြေခံထားတဲ့ယုံကြည်မှုတည်ဆောက်နိုင်မှုအတွက်တွေ့ဆုံဆွေးနွေးကြရပါတယ်ဒီအခွင့်အလမ်းကိုအမိအယစွဲကင်ပြောင်းလဲနိုင်အောင်ကြိုးပမ်းပြီးအလင်းမြန်အကောင်အထည်ပေါ်ဆောင်ရွက်ပေးရမှာဆိုရသည့်ရဲ့အကြောင်းဖြစ်ပါတယ်ဒီအခွင့်အရေးဟာထူးခြားတဲ့အာဏာရှင်နိုင်ငံရဲ့အပြောင်းအလဲမျိုးမှုအစိုးရသည့်အနေနဲ့ဒီအပြောင်းလဲအတွက်စိုးရိမ်တန်တရားတွေရှေ့တန်းမတင်မိဖို့အထူးသတိပြုရမှာဖြစ်ပါတယ်စိုးရိမ်တန်တရားတွေကြီးမားတဲ့အတွက်နောက်ကျောင်းပြန်မနဲ့ဘူးဆိုတဲ့စကားကိုအလွန်ပဲအနောက်အရှက်ဖြစ်စေပါတယ်။တန်တရားဆိုတဲ့အနောက်အရှက်တွေကိုကျော်လွန်နိုင်ဖို့မျိုးချစ်တပ်မတော်သားများအပါအဝင်ပြည်သူတရက်လုံးရဲ့ညီညွတ်မှုအားနဲ့တောင်းဆိုဆောင်ရွက်မှုအတန်တွေအားဖြင့်သာကျော်လွှားနိုင်တယ်လို့ဆိုပါတယ်။သို့မှသာအစိုးရတစ်ကနိုင်ငံနဲ့ပြည်သူအကျိုးပြုလုပ်ငန်းတွေကိုရဲရဲဝံ့ဝံ့အနောက်အရှက်ကင်းစွာဆောင်ရွက်လာနိုင်လိမ့်မယ်လို့လည်းယုံကြည်ပါတယ်။ဒါကြောင့်ဦးစွာဆောင်ရွက်ရမယ့်လုပ်ငန်းကတော့မျိုးသားပြန်လည်တည်မြဲရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့အချက်တွေထဲကအဓိကအခြေခံအကြဆုံးအချက်ဖြစ်တဲ့နိုင်ငံရေးအကျဉ်းသားများအားအမြန်ဆုံးမြမြောက်ရေးဟာအဓိကအချက်ဖြစ်တဲ့အတွက်မျိုးချစ်တပ်မတော်သားများအပါအဝင်ပြည်သူတရက်လုံးကအမျိုးသားရေးတာဝန်တရက်အနေဖြင့်တိုက်တွန်းတောင်းဆိုဆောင်ရွက်သွားကြပါရန်လေးစားစွာပန်ကြားအပ်ပါတယ်စိတ်ပညာ